မနက်ဖြန်16ရက်2လ2026ည8နာရီမှာဒနာတိတ်တိနက်ခက်ကကျွန်တော်တို့ရဲ့ဥကောင်းပေါ်ရောက်တယ်ဆိုင်းရှင်မယ်ပေါ့နော်အဲ့တော့မနက်ဖြန်ည8နာရီမှာအင်ဖျားမှာတောက်တော်ရီ3ခွက်ကတ်လှူပြီးတော့နော်ဝေချင်းနဲ့ပတ်သက်တဲ့အခက်အခဲတွေမိသားစုနဲ့ပတ်သက်တဲ့အခက်အခဲတွေအမှုခင်းနဲ့ပတ်သက်တဲ့အခက်အခဲတွေလွတ်မြောက်ရပါလို့ဆုတောင်းပါကိုယ့်အိမ်ပေါ်မှာနေနေနဲ့ကိုယ့်အိမ်ကိုနေနေနဲ့အကျွေးတင်သွားတဲ့သူတွေဖုန်းထဲကဂိမ်းတွေစော့ပြီးလို့ဒုက္ခရောက်သွားတဲ့သူတွေနော်မလုတ်တဲ့ကိစ္စတွေဆောင်ရွက်ပြီးလို့အပျော်ပါးတွေလုံးပြီးလို့ဒုက္ခရောက်တဲ့သူတွေဒါမျိုးတွေအများကြီးရှိတယ်အဲ့လူတွေကမနှက်ပြန်အတွက်နေကောင်းခါကောင်းဖြစ်တယ်နော်မနှက်ပြန်ည8နာရီ16ရက်2လ2026ရက်ည8နာရီမှာအိမ်ဖျားမှာတောက်တော်ကြီး3ခွက်ကတ်လှူပြီးဆူတောင်းပါတကယ်လို့ကိုကအိမ်ဖျားမှာမရှိဘူးဆိုလို့ရှိရင်လည်းပဲဖျားတဆူဆူမှာသွားပြီးတော့ကတ်လှူလဲရပါတယ်ဒါမှအစင်မပြေဘူးဆိုလို့ရှိရင်လည်းပဲစိတ်ကနေဖျားကိုရီမှန်းပြီးတော့ရေတစ်ခွက်ကတ်လှူလိုက်ရင်လည်းရပါတယ်တကယ်လူရန်မှာတော့ရေတောက်တော်ကြီး3ခွက်ဖြစ်ဖြစ်ကတ်လှူတာပိုကောင်းတယ်နော်အဲ့လိုနောက်ဆုံးမရတဲ့အဆုံးကတော့တောက်တော်ကြီးပဲလှူပြီးတော့အများဆုံးအဆင်ပြေဖို့အတွက်ဆူတောင်းမှာစုပန်မှာအခက်အခဲတွေချက်ချင်းပြေလည်သွားလိုက်မယ်မြန်မာနိုင်ငံအစိုးရကအတိမတ်ပြုထားတဲ့နော်နက်ခတ်ပြက်ကလေးအရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဥကောင်းပေါ်ဒီ16ရက်နေ့ည8နာရီဆိုခေါင်းပေါ်မှာဒနာတိတ်ခနက်ခတ်ရောက်မှာအဲ့ဒီရောက်တဲ့အချိန်ကနေစပြီးတော့အဲ့လိုမျိုးအလှူဒါနကုသိုလ်ကောင်းမှုတွေပြုလုပ်မယ်ဆိုလို့ရှိရင်ချမ်းသာပါလိမ့်မယ်ကိုယ်အိမ်မှာဒနာဒီနက်ခတ်ပြက်ကလေးရှိရင်ဒါမှမဟုတ်နက်ခတ်ပြက်ကလေးနဲ့ပတ်သက်တဲ့ပညာတွေကိုတက်ကြွနားလည်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပြောတာဟုတ်မဟုတ်သိပါလိမ့်မယ်မနှက်ဖြန်ဒီကုသိုလ်ကိုပြုပြအောင်ပြုပါလို့အကြံပေးပေးရစီကျေးဇူးတင်ပါတယ်ခင်ဗျ